ချင်းအတူတူတော်မှာပါရိရှေရဲ့ဆုတောင်းခြင်းကအပြစ်လွတ်ခြင်းမရဘူးအခွန်ခံရဲ့ဆုတောင်းခြင်းကအပြစ်လွတ်ခြင်းရတယ်ယေရှုကိုယ်တိုင်ကအခွန်ခံရဲ့ဆုတောင်းခြင်းကအပြစ်လွတ်ခြင်းရပြီးယေရှုပြုခြင်းခံထိုက်တယ်လို့ပြောသွားတာကိုတွေ့ရတယ်ထိုနည်းအတိုင်းပဲဒီနေ့ဒီဗိမာန်တော်မှာလာတဲ့တင်တဲ့ကျမတို့ပါရိရှေကဲ့သို့ကိုဒီနေရာမှာထိုင်နေသလားငါတော့လေသူတို့ကတော့တနေ့မှာနော်တစ်ချိန်တော့ဆုမတောင်းနိုင်ဘူးငါတို့တနေ့မှာ3ချိန်တော့ဆုတောင်းနိုင်တယ်နော်တပတ်မှာငါဘယ်နည်းအစာရှောင်နိုင်တယ်တနေ့မှာငါဘယ်နှနိုင်ဆုတောင်းနိုင်တယ်ဘယ်တော့ကျမ်းစာဖတ်တယ်ဘယ်တော့မဆုတွေလိုက်ရေးတယ်အဲ့ဒီပုံစံမျိုးနဲ့ဒီနေ့ထိုင်နေတယ်ဆိုလို့ရှိရင်ဝိပုတာနော်ဝိပုချင်းတက်ပဲဖြစ်သွားမယ်ဝိပုချင်းနဲ့ဆိုင်တဲ့အကျိုးကျေးဇူးဘာမှမရဘဲနဲ့တင်ပြန်သွားရမှာသိချတယ်ဒါပေမဲ့ကိုထိုင်နေရင်းနဲ့မှကိုနှလုံးသားကိုဆင်ခြင်နေတယ်နော်ဝိညာဉ်တော်သက်ရှင်တော်ဝိညာဉ်တော်ရဲ့နှလုံးသားကိုတိုးတိခြင်းနေစကားပြောခြင်းတွေကိုခံယူနေတယ်ကိုပြောင်းလဲဖို့ရတယ်ကိုအားနဲ့ချက်တွေကိုအပြစ်တွေကိုမြင်ပြီးတော့မှဝင်ချနေတယ်ဝင်ခံနေတယ်အဲ့ဒီပုံစံမျိုးနဲ့ကျွန်တော်တို့ဒီနေရာမှာထိုင်နေတာဖခင်ကိုအာရုံပြုနေတာဆိုလို့ရှိရင်နော်အခွန်ခံရဲ့အပြစ်ပြေလို့ခြင်းရသွားတဲ့ကျေးဇူးပြုခြင်းရသွားတဲ့အတိုင်းအဲ့ဒီအပြစ်ပြေခြင်းကျေးဇူးပြုခြင်းဒီနေ့သင်အတွက်စောင့်နေတာဖြစ်တယ်အာမင်အာမင်